အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဗောနော် MMBB ပြိုင်ပွဲလေးလုပ်ပေးမယ့်အကြောင်းလေးကိုကျွန်တော်ပြောပြတော့မှဖြစ်ပါတယ်ဗျာဒါကြောင့်ဒီဗီဒီယိုလေးကိုဆုံးကြည့်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာနော်ကဲကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာဒီစလိုက်ကြအောင်ဗျာအရင်ဆုံးအနေနဲ့မှာတော့ကျွန်တော်ဟိုးရင်ကလေးနဲ့အားပေးတဲ့တယောက်တောက်ချင်းတွေတော့နောက်ပြီးတော့ခုမှအားပေးတဲ့တယောက်တောက်ချင်းတွေတော့မနော်ကျွန်တော်ကကြည့်သိမြင်မြင်နေရှိပါတယ်ဗျာကဲကျွန်တော်တို့ဗီဒီယိုကိုစမယ်အရင်ဆုံးအနေနဲ့ဗလာတာတို့ကဒါစင်ပြီးတွေ့မဲ့အကြောင်းကိုတော့ကျွန်တော်နောက်မှပြောမယ်ဗောနော်အရင်ဆုံးဘယ်လိုလာမလဲဆိုတော့အခုကျွန်တော်ပြထားတဲ့ပုံစံလေးဗောနော်ဗလာတို့မြင်နေတိုင်းကျွန်တော်ကဒီအတင်းနှစ်တင်းစီကိုကျွန်တော်ကတွေ့ပေးမယ်ဗောနော်အတင်းတင်းစီကိုတွေ့ပေးမယ်ဗလာတို့အနေနဲ့အတင်းကဘယ်နှစ်တင်းရှိမလဲဆိုရင်အတင်းကတော့ကျွန်တော်တို့ဒီ10တင်းရှိရင်လည်း10တင်းဗောနော်10တင်းရှိရင်လည်း10တင်းကိစ္စမရှိဘူးဒါဗလာတို့စင်တွေ့တဲ့ပုံစံမူတည်ပြီးမှာဗောနော်အဲ့လိုတင်းအခုကျွန်တော်ပြထားတဲ့ဇာတ်နိုင်သွားမယ်ဗောနော်နောက်ဆုံးချန်ပီယံမှာဆိုရင်နောက်ဆုံးတင်းနဲ့ကြာမယ်အတင်းရတာဒီဗောနော်ချန်ပီယံဆုကိုရမယ်နောက်ပြီးတော့ဆုကြီးကိုရမယ်ဗောနော်ဒါကတော့ကျွန်တော်ကဒီအတင်းဘယ်လိုဟိုလုပ်မလဲဆိုတာလူပြပြတာနောက်ပြီးတော့ဒီစုကြီးနဲ့ပတ်သက်ပြီးတော့စုကြီးကတော့ကျွန်တော်ကဒီကျွန်တော်တော့ဘာမှမတတ်နိုင်ဘူးပေါ့နော်ဒါဗရာဒတို့အနေနဲ့ဒါကျွန်တော်စီရင်ထားတာလေးကတော့အတင်းမှာတယောက်ကိုဒါထိုင်းနိုင်ငံအတွင်းပေါ့နော်ဒီစီရင်ပေးသွင်းမဲ့လူတွေကဘယ်လိုလဲဆိုရင်ထိုင်းနိုင်ငံအတွင်းဖြစ်ရမယ်ထိုင်းနိုင်ငံအတွင်းဟာတွေပဲဖြစ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံနဲ့မြန်မာစာပါနဲ့ထိုင်းစာပါနဲ့မြန်မာစာပါနဲ့ရောလိမ့်မယ်ဆိုရင် line တွေလက်တယ်အဲ့ဆော့လို့တော့မကောင်းဘူးပေါ့နော်အဲ့လာကြောင့်မှာကျွန်တော်ဒီအတင်းတွေ့မယ်ဆိုရင်ကျွန်တော်တို့ဒီပထမအဆုံးတွေ့မယ်ဟာတော့ကျွန်တော်တို့ Bishop 1ပေါ့နော်အတင်းများရင်ကျွန်တော်က Bishop 1လုပ်ပေးမယ်အတင်းမများဘူးဆိုတော့ Bishop 3နဲ့တွားပေးမယ်ပေါ့နော်အတင်းပေါ်မူတည်ပြီးစင်ရင်ကတော့ဘယ်ချိန်တွင်းရမလဲဆိုရင်ကျွန်တော်အခုဘယ်လိုတွင်းရမလဲဆိုရင်ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ Facebook ဒီမှာလာရောက်ပြီးစင်ရင်ပေးလို့ရတယ်စင်ရင်ပေးတဲ့ပေးသွင်းတဲ့အချိန်မှာတော့ဒါဗဒါတို့ကဘယ်လိုလုပ်မလဲဆိုရင်ဒီကို့မှာစကွက်ရှိတယ်ဆိုရင်စကွက်လိုက်တွန်းတာပေါ့နော်စကွက်ကတယောက်ချင်းလာမတွန်းပေးနဲ့စကွက်ရှိတဲ့လူတွေကဒါစကွက်လုံးမှာတယောက်ထဲလာတွန်းပေးရင်ရပြီပေါ့နော်စကွက်တယောက်ထဲလာတွန်းပေးရင်ရပြီဘာဖြစ်လို့ဟိုလူလည်းမတည်ဒီလူလည်းမတည်စင်းရင်တွေကအများကြီးဖြစ်နေမှာဆိုလို့ပေါ့နော်ကျွန်တော်လည်းလိုက်တိုက်နေရမှာဆိုလို့နောက်ပြီးတော့ကျွန်တော်ကလည်းဒီတယောက်ထဲလုံနေရတာမျိုးကြောင့်ပေါ့နော်ဒါကြောင့်ဒီစကွက်မှာစကွက်လုံးဘယ်နှယောက်ရှိတယ်လဲဆိုရင်ဒါဗလာလာတို့အနေနဲ့ဘယ်နှယောက်ရှိရတယ်ဒါပေမဲ့ရတယ်ဆိုရင်ကျွန်တော်က9ယောက်ထိပဲတတ်မှတ်ထားတယ်ပေါ့နော်9ယောက်ထိကဘယ်လိုပြောမလဲဒီဗရာနာတို့အနေနဲ့စကွက်စင်းပေးသွင်းလို့ရတဲ့စကွက်တစ်ခုမှာကျွန်တော်အတင်းသား9ယောက်ထိလက်ခံတယ်ပေါ့နော်ဒါပေမဲ့ဒီအတင်းသား9ယောက်လုံးမှာဒီစင်းပေးသွင်းလို့ဒါဘယ်တင်းနဲ့ဘယ်တင်းဘယ်လိုပြောမလဲဆော့ရပါမယ်လို့ကျွန်တော်ကကြေညာပြီးတာနဲ့ဗရာနာတို့ကဒီတင်းနဲ့ရလူတွေနဲ့ပဲဆော့ရမယ်ဘေးလူတွေခေါ်ဆော့လို့မရဘူးပေါ့နော်အဲ့ဆိုရင်ဗရာနာတို့အနေနဲ့ဘယ်လိုလုပ်ရမလဲဆိုရင်တော့ကျွန်တော်ခုပြထားလို့လေကျွန်တော်ချိန်ပေးလိမ့်မယ်အကယ်၍အတင်းများနေဆိုရင် Bishop 1တွားမယ် Bishop 1မယ်ဒါပေမဲ့ပထမဦးဆုံးပွဲကိုတော့ကျွန်တော်လိုက်လွှင့်ပေးမယ်ပထမဆုံးပွဲရဲ့နောက်ပြီးတော့နောက်ဆုံးကြံတဲ့တင်းကားတင်းရဲ့ကိုကျွန်တော်ကလိုက်လွှင့်ပေးမယ်ကျန်တဲ့ဟာတော့ကျွန်တော် online ပေါ့နော်ဗရာတို့နေဗရာဒါဖုန်းစစ်ပြီးချိတ်ခေါ်ပြီးမှဒါကြိတ်တဲ့ချိန်ဆော့ပြီးမှကျွန်တော်လာပြီးပို့ပေါ့နော်ဘယ်ချိန်ဆော့ရမယ်ဆိုတာကိုတော့ဘယ်တင်းဆော့ရမယ်ဆိုတာကိုကျွန်တော် Facebook မှာ Telegram မှာ YouTube မှာရောကျွန်တော်တင်ပေးမယ်ပေါ့နော်ပို့လေးတွေတင်ပေးမယ်ဒါပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအတင်းနဲ့ပတ်သက်ပြီးတော့အားလုံးလည်းနားလည်ကြမယ်လို့ထင်တယ်ဒါဆော့လဲဆော့ဖို့ကြမယ်ထင်တယ်ပေါ့နော်ဒီနေရာမှာပြောချင်တာကတော့ဒီစကွက်မရှိတဲ့လူတွေလည်းဘာမှအားမငယ်နဲ့တယောက်ချင်းစီလည်းလာပေးလို့ရတယ်ဒါပေမဲ့ကျွန်တော် group လေးဖွဲ့ပေးထားပါပေါ့နော် Telegram group လေးရှိတယ်အဲ့ဒီမှာလာ join ပြီးမှဒါဗရာတို့အတင်းနေရှာကြပေါ့နော်ဘယ်လိုနဲ့ချိန်မယ်အကယ်၍မရဘူးဆိုရင်လည်းကျွန်တော်ချိန်ပေးမယ်ပေါ့နော်အတင်းစင်းပေးတဲ့အချိန်ကတော့ကျွန်တော်တို့2လပိုင်း2လပိုင်းတရက်နေ့မိနစ်စာအထိပဲရမယ်ပေါ့နော်ညနေပိုင်းကိုကျွန်တော်ပွဲလိုက်လွှင့်မယ်ပေါ့နော်တရက်နေ့ကစားပြီးဒါလည်းမဒီကြားတဲ့ချိန်ကိုကျွန်တော်ကိုလာရောက်ပြီးစင်းပေးသွင်းလိုက်ရတယ်စင်းပေးသွင်းတာတော့ကျွန်တော်ပြောသလိုပဲ Facebook မှာလည်းလာစင်းပေးသွင်းလို့ရတယ် Telegram မှာလည်းရတယ် Viber မှာလည်းရတယ်ပေါ့နော် Viber မှာပေးသွင်းနေတယ်ဆိုရင်လည်းဒါ Viber မှာလည်းရတယ်ဗရာတို့အနေနဲ့ဗရာတို့အတင်းပေါ်မှာမူတည်ပြီးမှဒါဆော့ရမှာပေါ့နော်ဒါပြီးရင်ဘယ်တင်းနဲ့ဘယ်တင်းဆော့ရမယ်ဆိုတာတွေကိုကျွန်တော်ကအချစ်လက်တွေအကုန်လုံးကိုပေါ့နော် Telegram မှာရောဒီ Facebook မှာ YouTube မှာပုံတင်ပြီးမှအဲဒါကြောင့်ဗရာတို့ကဒါကိုဘယ်တင်းနဲ့ဆော့ရမှာလဲအဲ့ဒီတင်းသားတွေကဘယ်လိုလဲဘာကြီးတွေ့ဘာညာခိုင်းနေလဲဆိုတာတွေကိုတော့အဲ့ဒီမှာတွားရောက်ပြီးကြည့်ရှုလို့ရတယ်ပေါ့နော်ကဲဒါကတော့ကျွန်တော်တို့အနေနဲ့ဒါကျွန်တော်ဘယ်လိုစင်းပေးသွင်းရမလဲဆိုတာကြီးပေါ့နော်နောက်ပြီးတော့စင်းပေးသွင်းတဲ့ပုံစံကတော့ကျွန်တော်တို့တခုရှိပြီပေါ့နော်ဒီစုကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြောရမယ်ဆိုရင်စုကြီးကတော့ကျွန်တော်တို့အားလုံးရှိရပါတော့ကျွန်တော်ကဒီကောက်ခံမယ်ငွေကောက်ခံမယ်ထိုင်းနိုင်ငံအတွင်းဆိုရင်ထိုင်းနိုင်ငံပေါ့နော်မြန်မာနိုင်ငံစာပါဆိုရင်မြန်မာပတ်စံနေပေါ့နော်ဒီမြန်မာဖြစ်လို့ဆိုတော့မြန်မာနိုင်ငံကတူတွေကတက်ဆော့မယ်ဒါဘန်ဝမ်ပွဲတွေဆော့ကျင်တယ်ဗီဖိုက်ဒီ2တင်းနဲ့တီးတန်းဆော့ကျင်တယ်ဆိုရင်ရတယ်ခြားထဲမှာကျွန်တော်လိုက်ခွင့်ပေးမယ်ပေါ့နော်အဲ့ဆိုရင်ဗရာဒါတို့ကဒီစုကြီးကတော့ဗရာဒါတို့အနေနဲ့ဒီတစ်စကွက်ကို250
ပတ်250ပေါ့နော်တယောက်ကိုပတ်50စီဒါကျွန်တော်ကောက်ခံမယ်အဲ့ဒီကောက်ခံမဲ့ငွေကြေးကကျွန်တော်ကယူမှာမဟုတ်ဘူးเนาะဗလာတို့တော်ကကျွန်တော်ယူမယ်လို့ထင်နေမှာဆိုတော့ပါအဲ့ဒါတော့ယူမှာမဟုတ်ဘူးကျွန်တော်ကဗလာတို့ကြီးအတင်းတင်းကို250တယောက်ကို50အဓိကတော့9ယောက်စီးရင်ပေးတွင်းလဲ250ပဲအဓိကတော့တင်းကို250ပြည့်ပဲပေါ့နော်အဲ့ဒါ250ပြည့်ပြီဆိုရင်ကျွန်တော်တို့အနေနဲ့10တင်းဆိုရင်2500ဖြစ်မှာအဲ့2500ကကျွန်တော်တို့ချန်ပီယံဖြစ်ပြီဆိုရင်အဲ့2500ချန်ပီယံဖြစ်တဲ့တင်းကအဲ့2500ရမယ်ကျွန်တော်ကတော့အဲ့လိုစီစဉ်ထားပါတော့ဗလာတို့ကဒီငွေကြီးနဲ့မဆော့ခြင်းမဆော့နိုင်မှုဘာဝင်ကြဘူးဆိုတော့ဒါတစ်မျိုးပေါ့နော်ဒါပေမဲ့ဗလာတို့ရေ90ကတော့ဒါဗလာတို့တရက်ကို300ရရဆိုတော့မှဒါ90ကတော့မပြောတော့မပြောပါတော့ဘူးပေါ့နော်ဒါ90နဲ့တယောက်ကိုကြရွေးနိုင်နေဆိုရင်တော့900စီခွဲလို့ရတယ်ဒါပေမဲ့ကျွန်တော်လည်းအဆင်ပြေတယ်ဆိုရင်ပေါ့နော်ကျွန်တော်ကဒိုင်မွန်း150စီဗလာတို့ထည့်ပေးမှာပေါ့နော်9ယောက်ထိကျွန်တော်ထည့်ပေးဖို့ကျွန်တော်စီစဉ်ထားတယ်အဲ့လိုလုပ်မယ်ပေါ့နော်ဒါကြောင့်ဗလာတို့နဲ့ဆင်းပေးတဲ့ညနေကျွန်တော်အခုပြထားတယ်ကျွန်တော်ရဲ့ Telegram Facebook Messenger အကုန်လုံးမှာလာပြီးဒါဆင်းပေးတွန်းလို့ရတယ်ပေါ့နော်အဲကြောင့်စုကြီးကတော့အလုံးပေါင်းအတင်းရှိသလိုပေါ့နော်စုကြီးကများသွားလိမ့်မယ်အတင်းနဲ့သလိုစုကြီးကတော့နည်းသွားလိမ့်မယ်ပေါ့နော်ဒါဗလာတို့ရဲ့ပြောချင်တာတော့ဒါဘုံပေါ့နော်ဘုံပုံစံပေါ့ငငယ်တုန်းကဆော့ရတယ်ကျမဝင်တော့ဘုံဆော့တယ်လို့မျိုးပေါ့နော်ဒါဗလာတို့ကိုယ့်အကိုယုံကြည်ချက်ရှိတဲ့သူတွေကတော့ဆော့ပေါ့နော်ဒါဗလာတို့အနေနဲ့အရေးချင်းစစ်တယ်လို့လဲဒါတတ်မှတ်လို့ရတယ်ဒါဗလာတို့ပြောအောင်ဆော့တာနောက်ပြီးတော့စကားများရံဖြစ်ဖို့လဲကျွန်တော်တောင်းဆိုချင်ပါတယ်ဗျကဲကျွန်တော်တို့နောက်တစ်ခုစစ်တာမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီစီရင်ပြီးတွဲမဲ့အရာပေါ့နော်စီရင်ပြီးတွဲမှာအခုကျွန်တော်ပြထားသလိုလေးစီရင်ပြီးတွဲမယ်ဗလာတို့ရဲ့စကွတ်နေမရှိရင်လည်းကိစ္စမရှိဘူးပေါ့နော်စကွတ်မရှိရင်လည်းဒါဗလာတို့9ယောက်ပြရတယ်စကွတ်ဖြစ်ပြီလေနော်10တစ်ခုဖြစ်သွားပြီအဲ့ဆိုရင်ဗလာတို့စကွတ်နေလေးကိုပေးမယ်စကွတ်နေကတော့ရှိပေးတယ်မလို့ပေါ့နော်အဓိကတော့နှလုံး3လုံးအဲ့လောက်ပဲပေါ့နော်ဒါအခုဘယ်လိုလဲရန်ကုန်ဂရော်တီကိုဆိုမယ် PG ပေါ့နော် 1G ပေါ့ဒါမျိုးပေါ့နော်ဒါဘာမဲ့ကိုဆိုရင်ဒါ PG ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ကျွန်တော်ကဒါပြောမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းလည်းပါကြီးညာပေးရတာကောင်းအောင်ပေါ့နော်အခုကျွန်တော်ပြထားသလိုပဲ player 1ကိုတော့ကျွန်တော်က player 1ဆိုရင် player 1လို့ရေးမယ်ရေးပြီးခင်ဗျာဒါတော့ game ID တကြောင်ရင်းရေးမယ်နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကဒီဖုန်းနံပါတ်တွေကလိုက်ပြီးမရေးတော့ copy ယူပြီးမှပဲကျွန်တော်ကလုပ်မှာပေါ့နော်အဲ့ဆိုရင်ဒါတော့ game ID ရေးမယ်ဒါပြီးရင်ဗလာတို့ရဲ့ဒီဖုန်းနံပါတ်ကိုရေးမယ်အဲ့ဒါပဲအဲ့နှစ်မျိုးပဲပေါ့နော် player 1လို့ရေးမယ်ပြီးရင် game ID ရေးမယ်နောက်ပြီးတော့ player 2ခုကျွန်တော်ပြထားလို့ပဲပေါ့နော်အဲ့လိုလေးရေးမယ်ပေါ့နော် sorry အခုကျွန်တော်ပြထားလို့ပဲplayer 1 player 2 player 3 player 4 player 5 70ရတယ်ပေါ့နော်70ပြီးကျွန်တော်လက်ခံတယ်အဲ့ဆိုရင်ဗလာတို့ကအဲ့လိုလေးပဲလက်ခံယူမယ်နားလည်ကြလားတော့မသိဘူးplayer 1ကို player 1လို့ရေးမယ်စကွတ်နင်းကိုညာရေးမယ်ပေါ့နော် logo ရှိတဲ့တူတဲ့ logo ပို့လို့ရတယ် logo မရှိရင်လည်းကိစ္စမရှိဘူးပေါ့နော်logo တွေကလောက်ရေးမဟုတ်ပါဘူးနော်အဲ့ဒါစကွတ်နင်းရေးမယ် player 1လို့ရေးမယ်ပြီးရင်ဗလာတို့ game ID ရေးမယ်စာပိုင်းတွေကရေးချင်မေးချင်ကိစ္စမရှိဘူးပေါ့နော်ဒါပြီးတော့ဖုန်းနံပါတ်ကတော့ရေးကြည့်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီတယောက်ကိုဗလာတို့အနေနဲ့အတင်းနှစ်တင်းတွေ့တယ်ဆိုရင်အဲ့ဒီတရင်ကနေပြီးတော့တရင်ကိုဖုန်းဆက်ပဲချင်းဆော့မှာလို့ကြီးညာထားတယ်ဆိုရင်အဲ့ချိန်အတွင်းမှာမလာရင်ရှင်းပြရင်ကျွန်တော်ကဒီ8နာရီချိန်နေဆိုရင်8နာရီအတွင်းမရောက်လာနိုင်တဲ့လူတွေက8နာရီ10မိနစ်မှမရောက်လာရင်မရောက်လာတဲ့တင်းကဒါရှုံးမယ်ပေါ့နော်ဒါပြီးရင်ကျွန်တော်ကနောက်တစ်ခုကျွန်တော်တို့ဒီ lobby ID တွေကိုကျွန်တော်တွားမယ် lobby ထဲတွားမယ်ဆိုရင်ဗလာတို့ကဒီအတင်းနှစ်တင်းတွေ့ပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီထဲကိုတွားမယ်ဒီဟာတောက်ပါဦးတွားမယ်ပေါ့နော် pet ထဲကိုတွားမယ်နော်အဲ့ဒါမှဗလာတို့ကတစ်ဖက်တင်းကကျွန်တော်တို့9ရက်လုံးကစုံနေပြီကျွန်တော်တင်းကစုံနေပြီပေါ့နော်တဘောပါဗလာတို့တစ်ဖက်တင်းကမလာဘူးတယောက်မှလည်းမလာသေးဘူးဆိုရင်ဒါအကယ်၍ဒီထက်မှာဗလာတို့အနေနဲ့စိတ်ချတိခံနိုင်ကိစ္စမရှိဘူးစိတ်ချနောက်ရက်ထိတော့ကျွန်တော်တို့အချိန်မပေးဘူးပေါ့နော်တင်းကတော့ကျွန်တော်တို့ဟောလုံးမယ်အဲ့ဆိုရင်ပွဲစားတဲ့စခွင်ကိုကျွန်တော်ရိုက်ရမယ်ပေါ့နော်ဒီကအကုန်လုံး9ရက်တင်းစုံရင်စုံတဲ့ကြောင်းရိုက်ပို့ရမယ်မစုံမှုဟိုဘက်တင်းကမလာဘူးပေါ့နော်မလာဘူးဆိုရင်လည်းရိုက်ပို့ပြီးမှကျွန်တော်တို့နိုင်တဲ့ကြောင်းလာပြောရမယ်တစ်ဖက်တင်းကတရေရောက်မလာရင်အော်တိုရှုံးမယ်နော်စောင့်ရတဲ့အချိန်ကတော့ကျွန်တော်9မိနစ်ပဲ9မိနစ်10မိနစ်အဲ့လောက်ပဲနော်ဗလာတို့တဘောတူညီချက်ဒါပေမဲ့တရက်လုံးတော့မရဘူးပေါ့နော်နိုင်ဝက်ထိတော့ရတယ်အဲ့ဒါမျိုးပေါ့နော်နောက်ပြီးတော့ဗလာတို့ကနိုင်တယ်ဆိုရင်နိုင်တာရဲ့စခွင်ပို့ကိုကျွန်တော်တို့ရိုက်ရမှာပေါ့နော်နိုင်ထားတဲ့စခွင်ပို့ကိုရိုက်ပြီးမှကျွန်တော်ရှိပို့ပေးရမှာပဲဗျာနော်ကဲဗလာတို့ရေဒါတော့ဒီလောက်ပဲဗလာတို့ဆော့ကျင်နေဆိုရင်ဆော့ကျင်ပါတယ်ဆိုတဲ့သူကြီးပေါ့နော်လာရောက်ပြီးဆော့လို့ရတယ်ဒါစီရင်ပေးတွင်းတာတော့ဒါဗလာတို့ဒီ comment ဒီဗီဒီယိုရဲ့ comment အောက်မှာပဲကြည့်မယ်ကျွန်တော်တော့ဒီအဲ့လိုပဲလုပ်ပေးစီခြင်းတယ်ပေါ့နော်ဒီစုကြီးကိစ္စကတော့ဒါတယောက်ကို90စီဒါဖတ်90စီမြန်မာငွေနဲ့ဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကသူစင်းပေးတွင်းမဲ့လူတွေကတော့မြန်မာနိုင်ငံချင်းချင်းပေးတွင်းမှာပေါ့နော်အဲ့တော့မြန်မာနိုင်ငံကတော့မြန်မာငွေ9000ကျပ်ပေါ့နော်9000ကျပ်ဆိုတော့အဆင်ပြေလောက်တယ်ပေါ့နော်2000လည်းရတယ်9000လည်းရတယ်မြန်မာနိုင်ငံဆော့မယ်ဆိုရင်
ဒီမြန်မာနဲ့ထိုင်းတော့ပေးတွေ့လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ line ကလုံးဝလက်မှာပါနော်ကဲဒီနေ့ဒီဗီဒီယိုတော့ပါပဲအဲကြောင့်ဗရာတော့အနေနဲ့ဒါဆော့ချင်တယ်ဆိုရင်ကျွန်တော်လာစီရင်ပေးလို့ရပါရဲ့အားလုံးဆင်ပြေကြပါစေဖိမိပါဗျ